ချက်တွေကဘာလို့အမြဲတမ်းဦးနေနိုင်ကြတာလဲလူတော်များများကငငယ်တုန်းကထင်ခဲ့ကြတာကချက်မတွေဦးတယ်ဆိုတာအကောင်ပေါက်ဖို့အတွက်ပဲလို့ပေါ့ဒါပေမဲ့ကြီးလာတဲ့အခါကျမှပဲဒါဟာတကယ်တော့အလွဲကြီးလွဲနေကြမှန်းသိလာရပါတယ်ဘာလို့လဲဆိုတော့ချက်ဖမရှိရင်တောင်မှချက်မတွေကပုံမှန်တိုင်းဦးနိုင်လို့ပါပဲဒါတင်မကသေးပါဘူးတက်တက်လုံးကိုဦးသွားတာပါဒါဆိုမေးစရာရှိလာတာကဒီဦးတွေကဘယ်တော့မှအကောင်ပေါက်လာမှာမဟုတ်ဘဲနဲ့သူတို့ကဘာလို့အသေးတန်ဦးနေကြရတာလဲအဖြေကတော့နည်းနည်းတော့မယုံနိုင်စရာကြီးဖြစ်နေလိမ့်မယ်ဘာလို့လဲဆိုတော့အခုခေတ်အိမ်မွေးချက်တွေဟာလူသားတွေရဲ့ DNA ပြုပြင်ပြောင်းလဲခြင်းကိုခံထားရလို့ပါပဲအခုတင်မြင်နေရတဲ့ချက်မတွေအထူးသဖြင့်မွေးမြူရေးချန်တွေကဦးစားချက်တွေဟာတဘာဝအတိုင်းရှိခဲ့တဲ့ချက်တွေမဟုတ်တော့ပါဘူးသူတို့ရဲ့ဘိုးဘွားတွေကတော့တောချက်လို့ခေါ်တဲ့တောတိုင်းတိရစ္ဆာန်တွေဖြစ်ကြပါတယ်တဘာဝတော်တောင်ထဲမှာဆိုရင်သူတို့ကတစ်နှစ်ကိုဦးအများကြီးမှုနိုင်ကြပါဘူးဘာလို့လဲဆိုတော့ဦးတယ်ဆိုတဲ့အလောက်ကတိရစ္ဆာန်တွေအတွက်ခန္ဓာကိုယ်အင်အားတော်တော်ကုန်တဲ့အလုံးမို့လို့ပါဦးတစ်လုံးထဲမှာပရိုတင်းအဆီနဲ့ကယ်ဆီယမ်ဓာတ်တွေအမြောက်အများပါဝင်ပါတယ်အထူးသဖြင့်ဥခွန်ဆိုရင်ကျမခန္ဓာကိုယ်တွေကကယ်ဆီယမ်ဓာတ်တွေကိုတော်တော်လေးစုပ်ယူပစ်တာပါကျမကဦးတစ်လုံးဦးလိုက်တိုင်းခန္ဓာကိုယ်ရဲ့ကအားအင်တွေအကုန်ကုန်ခန်းသွားသလိုခံစားရတတ်ပါတယ်ဒါကြောင့်တဘာဝတော်တိုင်းထဲမှာဆိုရင်ကျမတွေကအကန့်အသတ်မရှိဦးမှုကြပါဘူးသူတို့ကတားပေါက်ရာဒီကြမှာပဲတစ်ချိန်ကိုဦးအနှဲငယ်ပဲစုပြီးဦးတက်ကြပါတယ်ဦးတအုံစာပြည့်သွားပြီဆိုရင်တော့အကောင်ပေါက်ဖို့အတွက်ပဲအာယုံဆိုင်ပြီးဝတ်တော်တာပါဘာလို့လဲဆိုတော့သူတို့ရဲ့တကယ်ပန်းတိုင်ကဦးဖို့တက်တက်မဟုတ်ပဲမျိုးဆက်ပြန့်ပွားဖို့အတွက်ပဲဖြစ်လို့ပါပဲဒါပေမဲ့နောက်ပိုင်းမှာတော့လူသားတွေပေါ်လာတာကချက်တွေရဲ့ကံကြမ္မာကိုပြောင်းလဲပြီးခဲ့ပါတယ်လူတွေကသတိထားမိလာတာကချက်ဆိုတဲ့တတဝါဟာအသားတင်စားလို့ကောင်းတာမဟုတ်ပဲဦးကလည်းအာဟာရတဲ့အရန်ရှိတာကိုပဲဖြစ်ပါတယ်ဒါနဲ့ပဲနှစ်ပေါင်းထောင်ချီတဲ့တခြားလူသားတွေဟာအလုပ်တစ်ခုကိုပဲထပ်ဖန်တလဲလဲလုပ်ခဲ့ကြပါတယ်အဲ့ဒါကတော့ဦးပိုးတဲ့ချက်တွေကိုပဲရွေးချယ်ပြီးမျိုးပွားစေခဲ့တာပါဒီနှစ်ကိုဦး20ပဲဦးတဲ့ချက်ဆိုရင်တိုက်ရိုက်ပဲပြီးပြီးဒီနှစ်ကိုဦး100ကျော်ဦးတဲ့ချက်ကိုတော့ခြံထားပြီးဆက်လက်မျိုးပွားစေခဲ့ပါတယ်ဒီလိုနဲ့မျိုးဆက်တစ်ခုပြီးတစ်ခုစနစ်တကျရွေးချယ်မွေးမြူရင်းနောက်ဆုံးမှာတော့ဒီနေ့ခေတ်ဦးနှုံးမြင့်မားတဲ့ဦးစားချက်တွေဖြစ်လာခဲ့ရပါတယ်အခုခေတ်ဦးစားချက်အများစုဟာဒီနှစ်ကိုဦးပေါင်း300ကျော်အထိဦးနိုင်ကြပါတယ်ပြင်းပြတွက်ကြည့်ရင်တရက်ကိုတစ်လုံးလုံးနီးပါးပါပဲဒါဟာတကယ်တော့ပုံမှန်သက်ရှိတတဝါတစ်ကောင်မှရှိတဲ့ဦးနှုံးမဟုတ်တော့ပါဘူးမူလကချက်တွေဟာယာတီလိုက်ပဲဦးကြတာဖြစ်ပေမဲ့အခုခေတ်ဦးစားချက်တွေကတော့လူတွေရဲ့ဖိအားပေးမှုကြောင့်ဒီနှစ်ပတ်လုံးပေးရမရှိဦးရတဲ့အခြေအနေကိုရောက်သွားခဲ့ရပါပြီအဆိုးဆုံးကတော့ချက်တွေကသူတို့ကိုသူတို့ဒီအခြေအနေကိုမသိရှာကြပါဘူးသူတို့ရဲ့ဦးနောက်ကအချက်ပြချက်တစ်ခုကိုပဲလက်ခံရရှိဣဒါပါပတ်ဝန်းကျင်အခြေအနေအဆင်ပြေတယ်မျိုးပွားလို့ရပြီဆိုတာမျိုးပေါ့ဒါကြောင့်ခန္ဓာကိုယ်ကလည်းတာအုပ်အိမ်ကနေဥတွေစတင်ထုတ်လုပ်ပြီးအနစ်ဖြစ်လာမယ်အကာတွေဖုံးအုပ်မယ်ဥခွန်တွေဖြစ်တည်လာမယ်ဒီလုပ်ငန်းစဉ်တစ်ခုလုံးဟာမနာတဲ့လေပတ်နေတဲ့စက်ရုံကဂုံထုတ်လုပ်မှုလိုင်းတစ်ခုလိုဖြစ်နေပါတယ်ချက်ဖမရှိရင်တောင်မှသူတို့ကတော့စက်ဥနေဥမှာပါပဲဘာလို့လဲဆိုတော့တနေအောင်နာနဲ့ဥနိုင်တာကမူလကတည်းကတီချားစီဖြစ်လို့ပါပဲလူတော်များများကထင်ကြတာကချက်တွေဟာဥရတာကိုအရန်သဘောကျကြတယ်လို့ပါတကယ်တော့အဲ့လိုလည်းမဟုတ်ပြန်ပါဘူးကျမအချို့ဟာဥမှုခင်မှာတီတီတာတာကိုစိတ်မငြိမ်မသက်ဖြစ်လာပြီးလုံခြုံွယ်ဝတ်တဲ့နေရာတွေကိုလိုက်ရှာတတ်ကြပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့မူလဗီဇသတ်မှတ်ချက်အရာအိုးဆိုတာဟာအရန်ရေးကြီးတဲ့အရာမို့လို့ဗီဇစိတ်အရာဝတ်ထားခြင်းကြတယ်ကာကွယ်ခြင်းကြပါတယ်ဒါပေမဲ့မွေးမြူရေးချန်ထဲမှာတော့ဥပြီးတာနဲ့ချက်ချင်းပဲအလုတ်ခံလိုက်ရတာပါပဲပို့ပြီးစိတ်ဝင်စားဖို့ကောင်းတာကချက်တွေရဲ့ဥနောက်ဟာဒီလိုအခြေအနေကြောင့်အမြင်မှားမှုတစ်ခုဖြစ်ပေါ်စေပါတယ်တဘာဝတော်တိုင်းထဲမှာဆိုရင်ကျမတွေကဥတအုံစာပြည့်အောင်စုပြီးမှအကောင်စားပြီးဖောက်တက်ကြတာပါဒါပေမဲ့အခုတော့ဥချင်းချက်ချင်းအယူခံနေရတဲ့အတွက်သူတို့ရဲ့ဥနောက်ကဘလို့ထင်သွားလဲဆိုတော့ငါဥတွေဘာလို့အမြဲတမ်းမပြေးနိုင်သေးတာလဲဆိုပြီးတော့ပါဒါကြောင့်ပဲသူတို့ခမများစက်တိုက်ဥနေရပါတော့တယ်ဘယ်တော့မှမပြီးဆုံးနိုင်တဲ့တာဝန်တစ်ခုကိုထမ်းဆောင်နေရတယ်လို့ပါပဲဒီလိုရေရှည်ပြင်းထန်စွာဥနေရတာဟာချက်တွေရဲ့ခန္ဓာကိုယ်ကိုတော်တော်လေးထိခိုက်စေပါတယ်ဦးစားချက်အများစုဟာအယိုးပိုင်းဆိုင်ရာပြဿနာတွေကြုံတွေ့ရတတ်ပါတယ်အချို့ချက်တွေဆိုရင်နောက်ပိုင်းမှာမက်တက်တောင်ကောင်းကောင်းမရက်နိုင်ပဲအယိုးကျိုးတဲ့အထိဖြစ်တတ်ပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ဟာဥတွေအလွန်ကြုံရလို့အားအင်တွေကုန်ခန်းသွားခဲ့ရလို့ပါပဲပို့ပြီးရက်ဆက်ဖို့ကောင်းတာကတော့ဦးစားချက်အများစုဟာတက်တန်းသိမ့်မရှိကြရှာပါဘူးပုံမှန်ခြေနေမှာဆိုရင်ချက်တကောင်ဟာခုနှစ်ကနေ10နှစ်ဒါမှမဟုတ်ဒီထက်မကလည်းအသက်ရှင်နိုင်ပါတယ်ဒါပေမဲ့ဦးစားချက်အများစုကတော့တစ်နှစ်အတွင်းအိုးများဆုံးဥနိုင်တဲ့အချိန်ကျော်လွန်သွားတာနဲ့ခန္ဓာကိုယ်ကတိတိတာတာအိုမင်းရင်ရော်သွားပါပြီချက်တကောင်ကအရင်လိုအမြင်မှုနိုင်တော့ဘူးဆိုရင်ပဲသူ့ရဲ့တန်ဖိုးကလည်းကျဆင်းသွားပါပြီဒါကြောင့်တင်သတိထားမိမှာကချက်တွေဟာလူသားတွေရဲ့အောင်မြင်ဆုံးရင်ပါအောင်မွေးမြူခြင်းကိုခံခဲ့ရတယ်လို့တစ်ချိန်တည်းမှာလည်းအဆိုးရွားဆုံးပြုပြင်ပြောင်းလဲခြင်းကိုခံခဲ့ရတာပါသူတို့ရဲ့ခေတ်သစ်ဘဝရဲ့ရည်ရွယ်ချက်အားလုံးဒီပါဟာဥဖို့ဆိုတဲ့တခုတည်းသောတန်တရားမှာပဲလဲပတ်နေပါတယ်ဒါတင်မကသေးဘူးအလင်းရောင်ရတဲ့အချိန်နဲ့အစာစားတဲ့အချိန်တွေကိုပါလူတွေကစိတ်ကြိုက်ထိန်းချုပ်ထားကြပါတယ်ဘာလို့လဲဆိုတော့လူတွေကသိရှိသွားတာကအလင်းရောင်ပေးတဲ့အချိန်ကိုကြာပေးထားမယ်ဆိုရင်ချက်တွေကနေတာရှည်လာပြီလို့အထင်မှားပြီးဦးနှုံးကိုပုံမမြင့်တက်စေလို့ပါပဲဒါဟာသူတို့ရဲ့စိတ်ထဲမှာຫນွေဥရာတီကဘယ်တော့မှမကုံဆုံးတော့ဘူးလို့ထင်မှတ်သွားစေပြီးခန္ဓာကိုယ်ကမခံနိုင်တော့တဲ့အထိစက်တိုက်ဦးနေရပါတော့တယ်ဒါပေမဲ့ဒါဟာလူတွေချက်မွေးမြူနေတာမှားယွင်းနေတယ်လို့ပြောတာတော့မဟုတ်ပါဘူးလူသားတို့ရဲ့ကဘာကြီးဒီနေ့ခေတ်အထိတိုးတက်လာဖို့ဆိုတာတိရစ္ဆာန်တွေကိုရင်ပါအောင်မွေးမြူခြင်းနဲ့ခွဲခြားလို့မရတာအမှန်ပါပဲကျွန်တော်တို့ချက်ဦးစားကြတယ်ချက်သားစားကြတယ်ဒါဟာတဘာဝရဲ့အစာကွင်းဆက်ရဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့များသောအားဖြင့်တော့ကျွန်တော်တို့တွေကသမင်းစားပွဲပေါ်မှာချက်ဥတွေရှိနေတာကိုပဲကျင့်သားရနေကြပြီး
အဲ့ဒီတာမန်ကာရှန်ကကြက်ဥတလုံးဖြစ်လာဖို့ကြက်မလေးတွေခမ်းများသူတို့ရဲ့ခနာကိုအားအင်တွေကိုအကုန်ဆုံးရှုံးခံပြီးလဲလှယ်ပေးဆက်ခဲ့ရတယ်ဆိုတာကိုတော့သတိပြုမိတဲ့လူအတော်လေးနေပါလာပါတယ်ဒါပေမဲ့ဒီဗီဒီယိုကိုကြည့်ပြီးရင်တော့တင်ဟာအဲ့လိုလူတွေရဲ့မှာမပါတော့ပါဘူးဒီလိုစိတ်လှုပ်ရှားစရာတော်တိုင်းတိရစ္ဆာန်ဇလန်းတွေကိုနေ့တိုင်းကြည့်ချင်ရင် follow လုပ်ထားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်